ခလေးတော့ရောက်လာပြီပဲတော့ထွားလာပြီကျွန်တော်ကိုတခုပြောဖို့ကိုတို့ကလည်းဒီလိုမျိုးပို့ပြီးတော့အမှုပညာနဲ့ပတ်သက်ထိတွေ့မှုပုံများတယ်မပြီးဝါရေးမှုကလည်းပို့ရှိတယ်ဒီစင်ဘော်တွေမှာပါတော့ဆရာကွာတော့တွေ့ပြီးတယ်ကျွန်တော်လည်းစင်မော်ရောက်လာတာကျွန်တော်တို့အားပေးနေတယ်နော်ဒီစင်ဘော်တွေဒါကျွန်တော်တို့ကလည်းကြတော့ဖုန်းလေးတစ်လုံးနဲ့စင်ဘော်တွေလည်းပါတယ်အတူကြုံမရှိဘူးနောက်ပြီးတော့ကျွန်တော်တခုပြောချင်တာလေဒီကောင်လေးကလေသူကိုပိုင်တချင်းရေးထားတယ်ကိုယ်တချင်းတော့ရေးနေပြီကိုပိုင်ရေးထားတယ်ကိုငချင်းကိုချင်းမှာကြတော့မပေးသူများဟုတ်မပေးနားထောင်ရတယ်ဘူးအကိုတို့လိုမင်းနည်းနည်းပေးနားထောင်ပြီးဆုံးဖြတ်ပြီးတင်တယ်ဟာကျွန်တော်ကိုတားဆိုကောင်းတယ်လို့ဖြစ်မှာကြောက်လို့ဒီအသက်ဒီယူနေကိုယ်တချင်းတော့ရေးနေဆိုရတော်တော်နေပြီနှစ်နှစ်ကြာပါပြီနှစ်နှစ်ကြာတာစာတုံးမုံတပုံမရပြီစာတချင်းတစ်ပုတ်လုံးမရဘူးနှစ်နှစ်ကြာတော့ရေးနေတာနှစ်နှစ်ကြာပါပြီတချင်းတစ်ပုတ်မပြည့်သေးဘူးပြောနေကြတယ်နည်းနည်းဆိုပြမှာအကိုခဲခက်ပါဟာကောင်းတော့မကောင်းတော့ဘူးနော်အကဲခက်ပါနော်ဒါကိုလာနှစ်ရှိပြီနာရေးတာလေအဲ့ဒီတချင်းကိုဒါအလွတ်ရတယ်မဟုတ်လားအလွတ်ရโอเคဒါမကြည့်နဲ့ဒါဆိုတာနည်းနည်းဆိုပြလိုက်ဦးကအကဲခက်ပြီမနော်တိုးတက်မှုရှိလားခံစားမှုရှိလားမျက်ရည်ကျနိုင်လားပေါ့နော်နည်းနည်းလောက်နော်ကျွန်တော်အစင်းမခေါ်လာမှာတခါလေအစင်းခေါ်လာမှာစမ်းမနော်စိတ်ချဆောင်းနာထောက်ပြီနော်လို့โอเคငါတက်ဆိုချာငါအဲ့တော့လို့သဘောကျတာဆိုပေးတာဟုတ်ပြီနာမဲဒီဒီရနေလဲနာမဲတော်တော်ဒီဒီရမဲထမဲပါနဲ့စားလဲနပိရီစီလာနာတော်တော်ဒီဒီရလဲတကယ်ဒီဒီရခါနာစီဖိုးဆက်လာခဲ့တကယ်နာတော်တော်ဒီဒီရလဲနာမဲတော်တော်လွမ်းနေလဲနာမဲတော်တော်ဒီဒီရလဲတကယ်တွဲခါတော့နာနဲ့ဖိုးဆက်လာခဲ့နာတော်တော်ချစ်လဲနာတော်တော်လွမ်းနေလဲနာမဲဒီဒီရနေလဲနာတော်တော်ဒီဒီရလဲနာမဲမနေမမဲနိုင်ဘူးမဲထမဲပါနဲ့စားလဲရလဲမဲထမဲပါနဲ့စားလဲမဲထမဲပါစားလဲဒီဒီရမဲဒီဒီရမဲဒီဒီရ